နောက်ကြနောက်ကောက်လောက်နော်ဟုတ်ကဲ့အဲ့လိုမျိုးကြတလိုက်လို့မကောင်းတော့ဟုတ်ကဲ့သူများရဲ့ vocal တဖုံးတလို့ဖြစ်နေအဲ့ကမထည့်တော့ဘူးအမေရိကန်ဆိုတော့ feel မလိုက်တော့ပို့လှပါ ဖိမနဲ့ လိုက် ဟုတ်တယ် ရင်ကျတော့မူအောက်တယ်လို့ဘာလို့လူကြီးနဲ့ဒီတိုင်းရှင်းရှင်းလေးရပို့ကောင်းပါတယ် အဲ့လိုပဲအဲ့လိုထားလိုက်အောင်လို့ဟုတ်ဒီတိုင်းပဲပို့ကောင်းပါတယ်ကြည့်ရတော့ဘာလို့ဆိုရင်2ယောက်ပိုက်လဲခွဲထားသေးတယ်လေနော်အဲ့ဒါမှ face ထက်တလိုက်ရင်2ယောက်ပေါင်းဆိုလို့ထက်ဖြစ်သွားတယ်အဲ့လိုထည့်တော့ဘူးဒီတိုင်းကပဲပို့တော့ပေါ်တယ်2ယောက်ဆိုတဲ့ဟာကြီးဖြစ်နေတယ်